အားလုံးပဲမင်္ဂလာပါတော်တော်ကြာပါပြီနော်ဗီဒီယိုမတင်တာမပြောဖြစ်တာလဲတော်တော်ကြာပါပြီကျွန်တော်အရင်နဲ့မရိုက်ဖြစ်တာပေါ့ဖုန်းကမကောင်းအခုတော့တိတ်ပတ်ပြီးတော့ဗီဒီယိုရိုက်ပြနေရတာဖုန်းစကရင်ကအချက်လိုက်ကွာကြာပါဟုတ်ပြီအဲ့ထားပါဒီဟာကဟိုဘာလုပ်လဲဆိုတော့မြေဆက်တာလေးပြမယ်ပပရာဆိုမှားတယ် smelling ကရှိရအဲ့ကောင်လေးပပရာဆိုပေါ့နော် sweet ရဲ့ပပရာဆိုအဲ့ကောင်လေးစိုက်မယ် GB 6kg တအိတ်ရယ်5 gallon အတွက်ပေါ့နော်ကျွန်တော်5 gallon နဲ့ပဲချမယ်5 gallon အတွက် GB တအိတ်ရယ်ဒီချစ်က 4kg တအိတ်ရယ်ပါလိုက်ရ 20% ထည့်ပဲဒါတော့များတယ်နော် 20% ပေါ့ဒါ10 liter ဟိုအထုပ်ကြီးကျွန်တော်ဝယ်ထားတာ 20% ဆိုရင်4 liter maybe 3 liter လောက်ထည့်ရင်တော့အဆင်ပြေနိုင်တယ်အဲ့ဒါလေပြီးရှင် micro organism trichoderma microorganism trichodermaဒါလည်း smelling gas ကျွန်တော်ခွဲဝယ်ထားတဲ့ဟာတွေပေါ့နော်အဲ့ကောင်ကပထမတော့ကျွန်တော်100 gram လုံးထည့်မလို့ဒါမဲ့ကျွန်တော်မထည့်တော့ဘူးကျွန်တော်50 gram လောက်စီသွားမယ်ပထမကကျွန်တော်ဘာနဲ့သွားမလဲဆိုတော့တီချစ်နဲ့မသွားဘဲနဲ့ဟို lotus ရဲ့ဟိုရှိရပါလေ lotus ရဲ့ကျွန်တော်အရှိတစ်ခေါက်ကတုံးတဲ့ဟာပေါ့နော်ဇီဝတီချစ်ဇီဝပါလေမြေပေါ့နော်အဲ့ကောင်လည်းကျွန်တော်သွားဖို့ဒါမဲ့ကျွန်တော်သွားကြည့်တော့ပစ္စည်းကပြက်နေတယ်ပစ္စည်းပြက်တယ် product ပြက်နေတော့နောက်ဆုံးကျွန်တော်ဒီချင်းမြင်နေပဲ run ဖို့စဉ်းစားလိုက်တယ်ပေါ့နော်အဲ့ဒီချင်းမြင်နေအဲ့ဒီကောင်ကဘာကွာလဲဆိုတော့ဟိုကောင်က organic လို့ပြောပေးမယ်ဗျာသူကနည်းနည်း synthetic ပါနိုင်တယ်ဆက်ထားတာမျိုးတွေရှိနိုင်တယ်ပေါ့နော်ဟိုအရင်ကြီးလုံးဝ pure organic မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျတော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ sealing state မှာဘန်းနိုင်ကြီးရှိရပေါ့နော်ပြန် sealing state မှာဘန်းနိုင်ကြီးရှိတယ်အဲ့ဒါကြောင့်မို့လို့အမှန်တော့ကျွန်တော်အဲ့ကောင်နဲ့ပဲဆက်မှာပါဆက်မယ်ဆိုတာဆက်ပြီးကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်မြေအညှောက်စထွက်တယ်ပေါ့နော်စီအညှောက်စထွက်လို့ရှိရင်ကျွန်တော်ကလေးလဲမပတ်ဝန်းကျင်ပတ်ချလဲလောက်ကိုကျွန်တော်ရိုး GB ရဲ့ဒီပါလိုက်ရောထားတဲ့မြေလေးကိုပဲကျွန်တော်အဲ့ထားပြီးအဲ့ထဲကိုစီလင်းထည့်မယ်ထည့်လိုက်လို့ရှိရင်ဒီကောင်ကဆက်စချင်းမှာတော့ organic နဲ့ပဲသွားပြီးတော့နောက်ပိုင်းမှာကျွန်တော်ဆက်ထားတဲ့ဒီကြစ်တို့ဘာတို့နဲ့အဲ့ဒီဟိုအဲ့ဇီဝမြေနဲ့ပေါ့နော်ဒိုချက်ကင်းနဲ့ပေါ့နော်ဒိုချက်ကင်းကျွန်တော်အခုမှဟိုပြန်ဖြစ်လို့ဒိုချက်ကင်းပေါ့နော်အဲ့ကောင်ကကြအဲ့ကောင်ရဲ့နဲ့ပြန်ပြီးတော့အမြင့်နဲ့ပေါင်းပြီးတော့ပြန် run မယ်ပေါ့နော်ကျွန်တော်အဲ့လိုစဉ်းစားထားတယ်ဒါပေမဲ့ကျွန်တော်တကယ်တမ်းသွားဝယ်တော့မရဘူးဆိုတော့ကျွန်တော်ဒီတီချစ်ကိုပဲယူလာတယ်တီချစ်နဲ့ GB တအိတ်ရယ်တီချစ်ရယ်ပါလိုက်ရယ်ပြီးတော့ smelling gas ရှိရမှာထားတယ် micro organism ရယ် trichoderma ရယ်50 gram စီထည့်မယ်ဒီနှစ်ခုကတော့ပြီးတော့ 5 gallon grow bag ပါပေါ့နော်ဒီမှာ5 gallon grow bag နဲ့ချမယ်ဒီ quality ပိုကောင်းတယ်ဒီ8အသားရဲ့ quality ကျွန်တော်ပိုကြိုက်တယ်smelling gas ရှာပဲမှာထားတာပါဒီတော့ခဲရောင်ပေါ့နော်ခဲရောင်လေးဟောက်ကအမဲခဲရောင်လေးဒီ group ရဲ့ quality ကိုကျွန်တော်ပိုကြိုက်တယ်ဒီအသားလေးလည်းပိုထူတယ်ပေါ့နော်ထူတယ်ဆိုတော့ဟိုတချို့ကြထူတာကြိုက်ချင်မှလည်းကြိုက်မယ်ကျွန်တော်ကကြိုက်တယ်အသားကန်ကြီးတိတာပါရင်အိမ်မင်းနဲ့ဆိုင်ဘာလို့လဲဆိုတော့ဟိုတာရှည်ပိုခံနိုင်တယ်ပေါ့နော်ကျွန်တော်အဲ့လိုတွေးတယ်တာရှည်ပူခံနိုင်တယ်အချို့ဟာတွေဆိုကျွန်တော်တို့ဒီလိုကြာလိုင်းပေါ့နော်ရေထီရလေထီရမြေထီရတော့အကုန်လုံးထီရတာ哦ဆိုတော့ဒီကောင်လေးတွေကဟိုကိုင်းနေဒီမှာဥမာဒီလိုကိုင်းတာများလာတယ်ဥမာဒီအိတ်ကဆွဲတာများလာရင်ဒီကောင်အဲ့လိုပေါက်တက်တယ်ဗျာအဲ့နာလေးဗျာလေဒီကောင်လေးကနည်းပို့ထူတော့ကျွန်တော်ပိုကြိုက်တယ် quality ကိုကျွန်တော်ပိုကြိုက်တယ်ဒီပြီးတော့ဒီခဲရောင်တဲ့ဖြူလေးကအပြင်မှာပိုလှတယ်ကျွန်တော်ဖုန်းကကာလာမကောင်းဘူးလေအပြင်မှာပိုလှတယ်ကျွန်တော်ဒါလေးကိုကြိုက်တယ်ဒါကတော့ bad review ပေါ့နော်အရင်အမဲနဲ့ဟိုလက်ဆိုင်ဒီအိတ်လေးပို့မိုက်တယ်ဒါလေးပို့ကြိုက်တယ်စီကတော့ Barbara Zo ကတော့ကျွန်တော်မအောင်နိုင်လို့ဗီဒီယိုမရိုက်ခင်နေတာကျွန်တော်ဟိုဟာနဲ့စော်လိုက်ပြီရေစိမ့်လိုက်ပြီဟိုဟာနဲ့ဗာလဲ H2O2 နဲ့ hydrogen peroxide နဲ့ကျွန်တော်ရေစိမ့်လိုက်ပြီစီကနည်းနည်းလေးသေးတယ်တေးတယ်မှာတော်တော်တေးတယ်နည်းနည်းမဟုတ်တော်တော်တေးတယ်နည်းနူးတဲ့ပုံစံရောက်တယ်ဒါပေမဲ့အဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ဒီစိန်မျိုးသူ့လည်းကျွန်တော်ပြန်ပြောထားတယ်ဘရိုကြီးစီရီကတော့နည်းသေးတယ်နည်းနူးတယ်ဗျာဟိုကျွန်တော်အမဲအောင်ဟိုဘယ်လိုပြောမလဲပုံမှန်အရောင်ရှင်းပုံစံမျိုးထွက်မလာမရောက်လာပါနဲ့ကျွန်တော်ရှိမှာနည်းနူးတဲ့အစီပုံစံမျိုးလေးရောက်နေတယ်အဲ့ဒါပေါ့နော်အဲ့ဒါလေးတော့ပြန်ပြောထားတယ်ဒါပေမဲ့ကျွန်တော်ဟိုရေးတော့စိတ်လိုက်ပြီ issue တို့နဲ့အားလေးပြောတာပါအခုကျွန်တော်မြေလေးဆက်လိုက်အောင်မယ်ဒါအကုန်ထည့်မှာနော်စိတ်ကြီးတဲ့GB 6kg တဲ့ဟွာတီချစ်မြေ 4kg တဲ့ပါလိုက်ရတော့ 20% ပဲထည့်မှာဒါအထုပ်ကြီးအဲ့ကောင်ပြီးရှင် micro oxygen နဲ့ trichoderma 50 gram စီထည့်မယ်ထည့်ပြီးရတယ်ကျွန်တော်အဲ့တိုင်းမြေဆက်မယ်ပေါ့နော်အဲ့ဒါလေးပြီးလို့ရှိရင်ကျွန်တော်နည်းနည်းပါဒီမှာဘာညာမှွေပြီးသွားရင်တော့ကျွန်တော်ပြန်ပြမယ်ဗီဒီယိုလေးပြန်ဆက်ပေးမယ်နော်ကျေးဇူးတင်ပါတယ်
ဒီကောင်ကဘယ်ဘက်က microorganism ညာဘက်က trichoderma trichoderma ကလည်းအပြာနုနုကလေးပေါ့နော်အဖြူဘက်လည်းသွားတယ်အပြာနုနုကလေးလည်းအပြာနုတာတော်တော်နုတယ်ပေါ့နော်နုပြီးအဖြူဘက်ရောက်တယ်ပေါ့နော်ဒီကောင် microorganism အဲ့ဒါလေးပြတာအဲ့ကောင်50 gram စီပဲကျွန်တော်ထည့်လိုက်မယ်။ဘာမှတော့ကျွန်တော်100 gram အပြည့်ထည့်ဖို့ဒါပေမဲ့ကျွန်တော်50 gram စီပဲထည့်လိုက်မယ်။ထည့်ပြီးတော့ကျွန်တော်မြေဆက်မယ်ပေါ့နော်။ဒါလေးပြတာပြီးလို့ရှိရင်ကျွန်တော်အောက်မှာကျွန်တော်မြေပုံထားပြီးကျွန်တော်ပြန်ပြပေးမယ်နော်။ဒီမြေမှာကျွန်တော် share ပြင်းပေးထားတယ်ပါလိုက်ကိုဒါပါလိုက်20% 20% ဆိုရင်5 gallon ဆိုရင်ကျွန်တော်စံချိန်နှုံးထားပေါ့နော်ဒါပေမဲ့ကျွန်တော်ထည့်ကြည့်တော့စံတယ်base wine ပေါ့နော်base wine ကိုကျွန်တော် GB ပေါ့ GB က 6kg wind casting ဒီကြည့်မြေက 4kg ဒါက trichoderma မှာ50 gram ပဲထည့်လိုက်တယ် microorganism 50 gram ပဲထည့်လိုက်တယ်50 gram ပေါ့နော်50 gram ထည့်လိုက်တယ်ပါလိုက်က4လီတာထည့်ရတာဗျပုံမှန်တကယ် ratio အတိအကျဆို4လီတာထည့်ရတယ်ဒါပေမဲ့ကျွန်တော်နည်းချင်တယ်နည်းမယ်များချင်လည်းများမယ်ဒါပေမဲ့ဟို10လီတာတွေကဆိုတော့လေကျွန်တော်ဖြတ်ထည့်ထားတယ်ပေါ့ဒါပဲတော်တော်များများကျွေးထားတယ်များများထည့်ထားတယ်အရင်ဆက်တဲ့မြေထဲတောင်ကျွန်တော်အရင်ဆက်တဲ့ပမာဏထဲတောင်ကျွန်တော်နည်းနည်းလေးပိုကဲပြီးထည့်ပေးထားတယ်အဲ့လိုနော်အဲ့ဒါကပါကောင်းလဲဆိုတော့လေဝင်နေထွက်ရှိမယ်ရေစစ်စစ်မှုကောင်းမယ်ဒါလေးကိုကျွန်တော် blend လိုက်မယ်ပေါ့နော်ကောင်းကောင်းလေးမှွေပေးလိုက်မယ်မှွေပေးပြီးလို့ရှိရင်grow bag ထဲထည့်မယ်ပေါ့ဗျာနော်ဒီကောင်ကအရန်ဒီကျွန်တော်တခုပြောချင်တာပါလိုက်ကဘာလဲဆိုတော့ဒီ site ထက်ကြီးရဲ့ site ရှိသေးရဲ့ဗျာဒီ site ထက်ကြီးရဲ့ site လာသေးတယ်ဒီကောင်ကကျွန်တော်စိတ်ချင်အသေး site လေးဖြစ်လိမ့်မယ်တချို့ကြပြောလိမ့်မယ်အကြီးသေးกว่าတော့ပါတော့ဗောနော်ရှိတယ်ဒီ site ထက်ကြီးရဲ့ site လည်းရှိတယ်ဒီ site လည်းရှိတယ်ကျွန်တော်စိတ်နေဒီကောင်အသေးလားမသိအကောင့်ထဲနည်းနည်းကြီးရတယ်အကြီး site လည်းလာတယ်အဲ့လိုမျိုးလာတယ်ဗောနော်ဒါပေမဲ့ကျွန်တော်မြင်ရတော့ဒီမှာဝင်တာတော့ဒီ site တွေပဲများပါတယ်ဒီ site လေးတွေပဲလာတယ်ဗောနော်မြင်ရမလားမသိဘူးကျွန်တော် phone camera ကတော်တော်လေးဝါနေတယ်အဆင်ပြေလို့ကြည့်ပြီးပေါ့နော်သိခံပြီးတော့ကျွန်တော်လည်းဖုန်းကမလဲနိုင်သေးတော့ဒီလောက်ပဲပြပေးနိုင်တယ်ဒီကောင်ကtrichoderma မှာ microorganism ဒီဘက်ကတီကျစ်မြေဒါတီကျစ်မြေပေါ့နော်ဒီကောင်တီကျစ်မြေဒီကောင်က GB ရဲ့ပုံနှက်ပြီးမဲတယ်အဲ့ကောင်လေးကျွန်တော်ပြီး blend လိုက်မယ်ပေါ့နော် blend ရောလိုက်မယ်ရောပြီးလို့ရှိရင်ဘယ်လိုပုံစံလေးဖြစ်သွားလဲဆိုတော့ကျွန်တော်ပြန်ပြပေးမယ်အဲ့ဒါမှကျွန်တော်ပါလိုက်နည်းနေတယ်ဆိုတော့ကျွန်တော်လည်းထပ်ထည့်မယ်ပေါ့နော်ဒါပေမဲ့အခုတော့တော်တော်များတယ်ဗျာကျွန်တော်တော်တော်များကြီးဒီမှာတစ်ချမ်းလုံးကိုပါလိုက်ထည့်ထားတာပေါ့နော်အများကြီးပဲဒါလေးကျွန်တော် blend ပြီးပြန်ပြောပေးမယ်နော်ပြန်ပြပေးမယ်ပြန်ပြောမိအောင်ပဲကျွန်တော်ပြန်ပြပေးမယ်ကဲကျွန်တော်ရဲ့ protein mix လေးရပြီဒီကောင်ဘယ်မှာပြရတိုင်းမယ်ဒါပေမဲ့ကျွန်တော်ဗာထပ်လို့ဆိုတော့microorganism နဲ့ trichoderma မှာနည်းနည်းလေးထပ်ဖြည့်လိုက်တယ်75 gram လောက်ဖြစ်သွားနိုင်တယ်ပူရာလေးကိုတော့ကျွန်တော်ချန်ထားတယ်25 gram စီတော့ဟောဆိုတော့ကျွန်တော်လည်းသုံးစရာရှိတာလေးတွေရှိတယ်အားလေးသုံးဖို့ကျွန်တော်လည်းချန်ထားတယ်ဒီကောင်ကစင်ပြေဗျမိုက်တယ်ကြိုက်တယ်စင်ပြေပေါ့နော်အမေသားလေးလည်းမဲနေတယ်ကျွန်တော်ဆက်နေကြတိုင်းပါပဲဒါကျွန်တော်ပုံမှန်ဆက်နေတဲ့ side mix ပါပဲเนาะကျွန်တော်ဒီတိုင်းဆက်တယ်ဒီတိုင်း site တယ်ဒီတိုင်း grow ပါတယ်ထပ်ထဲလို့ရတယ်လုံးဝ super fine special super fine ဖြစ်သွားအောင်စိုက်လို့ရတယ်အဲ့ဒါကိုလည်းကျွန်တော်ကျွန်တော်တို့များကြီးရှိရပဲလေ့လာတာလေအဲ Ryan ရဲ့ Quincy ကနေပြီးတော့ swine mix ရှိတယ် super swine mix အဲ့ဒါလေးကိုလည်းကျွန်တော် group မှာတင်ပေးထားတာလေးရှိတယ်အဲ့ဒါလေးကြည့်လို့ရတယ်ပေါ့နော်ဒါကတော့super swine တော့မဖြစ်ပေမဲ့အဆင်ပြေအောင်တော့အများကြီးလုပ်ပေးထားတယ်microorganism ထည့်ပေးထားတယ် micro တွေပွားမယ်များမယ်auto အတွက်ပေါ့နော်ပြီးတော့ဗာလဲဆိုတော့တီကျင်းမီကလည်း microorganism micro ကောင်လေးတွေကိုထွက်စေတယ်ပေါ့နော်ဆိုတော့ support ပို့ပေးမယ်လို့ထင်တယ်ပြီးတော့ trichoderma ကကျွန်တော်ပြောနေကြအတိုင်းပဲ root zone ကို support ပေးမယ်ပြီးလို့ရှိရင်အဲ့ကနေမှတစ်ဆင့်ပိုးကြတဲ့ဒဏ်တွေကိုခံနိုင်မယ်အဲကောင်လေးကို support ပေးမယ်cover လုပ်ပေးတဲ့သဘောမျိုးဖြစ်မယ်
အဲ့ထိုင်ကုန်ဓာတ်မှာကျွန်တော်ထည့်ပေးထားတယ်ပြီးတော့JB ရဲ့မြေကတော့သူ့ရဲ့ထုံးစံအတိုင်းပဲအပေါ်မှာပါတယ်သူ့ရဲ့level အညွှန်းနဲ့မှာပါတဲ့အတိုင်းကိုပါမယ်စင်ပြေတယ်။ဘာမှတော့ကျွန်တော်လိုတက်ရဲ့ swine နဲ့ကျွန်တော်ချဖို့စဉ်းစားတယ်ဒါပေမဲ့ကျွန်တော် GB ကိုပိုကြိုက်တယ်ဗျာဘာကြောင့်မှမသိသုံးပြီးတော့ GB ကိုပိုကြိုက်တယ်ဒါတော့ပွင့်လင်းဆုံးနဲ့အမှန်တိုင်းပြောတာ GB ပိုကြိုက်တယ်အဲ့အနန်းတက်ကအစပေါ့နော်အဲ့အနန်းတက်ကစကားပြောတယ်အဲ့ဟိုကောင်လိုတက်ကကြတော့နည်းနည်းသူကလင်းတို့ကြီးပါတယ်ဗျာဘက်ကွန်တို့ပါတယ်ပါတော့အနန်းကလည်းညှီဆိုးအောက်တက်တက်ဖြစ်နေကျွန်တော်အဲ့ဒါကိုမကြိုက်ဘူးပြီးတော့မြေသားနည်းနည်းကျန်းတယ်GB ရဲ့ baseline နဲ့ GB ကိုကျွန်တော်ဘာလို့သုံးလဲဆိုတော့ GB ရဲ့မြေကတော်တော်လေးအနန်းသက်စင်ပြေတယ်ပြီးတော့မြေသားမဲနှက်မှုတော်တော်ကောင်းတယ်ဒါပေမဲ့ဟိုကောင်ကတော့ swine miss ပေါ့နော်လိုတက်ကကြတော့သူကဘာလဲဆိုတော့အဲ့ဘက်ကွန်နင်းတို့ကြီးကိုဘာလို့တက်မြအဲ့ပြီးလို့ရှိရင်အုံခွန်အုံဆွမ်းခွန်နေအုံဆွမ်း6တွေပြီးတော့ပါလိုက်တွေတော့ဆက်ပြီးသားဗျအဲ့တခုတော့သူ့မှာအားသာချက်ရှိတယ်ကျွန်တော်တော့ပါလိုက်ဝယ်ပြီးပြန်ဆက်တယ်ဘာလို့လဲဆိုတော့ GB ရဲ့ baseline ရဲ့ဟိုခံစားမှုကျွန်တော်ကြိုက်တဲ့အတွက်ကြောင့်အဲ့ GB ကျွန်တော်ဝယ်ပြီးတော့ကျွန်တော်ဒီဘက်ကဟိုမိုက်တီချင်းမီတို့ဘာတို့ပေါ့နော်ပြီးတော့ကျွန်တော်ဥမာဟိုအနုစီပါဒိုချက်ကင်းနဲ့ပဲကျွန်တော်ဆက်မလားပေါ့နော်ဒိုချက်ကင်းကလည်းတော်တော်ကောင်းတယ်အဲ့လိုတက်မှာဒိုချက်ကင်းလည်းကောင်းတယ်တဲ့ swine meat ကိုကျွန်တော်မကြိုက်တာအဲ့အနန်းသက်နဲ့သူ့ရဲ့မြေကန်လိုက်တာကြမ်းဖြစ်နေအောင်ကျွန်တော်မကြိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်GB ကိုရွေးတယ်ပြီးတော့ TG ဖြစ်အဲ့ဒီဒိုချက်ကင်းလိုတက်ချက်ဒိုချက်ကင်းပဲကျွန်တော်ဝယ်ပြီးဆက်မယ်ပေါ့နော်အဲ့လိုစဉ်းစားတယ်အခုကတော့ကျွန်တော် TG နဲ့ဆက်ဖြစ်သွားတယ်ပြီးတော့ပါလိုက်ကျွန်တော်ဝယ်တယ်ပါလိုက်နဲ့ကျွန်တော်ဆက်တယ်ပြီးလို့ရှိရင် supporting rule zone ကို supporting ဟိုယောဂပိုးမွားတန်အဲ့ဒီဘက်တီးရီးယားတွေကိုဟိုကာကွယ်ဖို့အတွက်ကျွန်တော်ကထွင်ကိုဓာတ်မှထည့်တယ်ပြီးတော့ထွင်ကိုဓာတ်မှထည့်လို့ရှိရင် microraza ကိုမရွေးပါနဲ့ microraza ရွေးရင်ထွင်ကိုဓာတ်မှမထည့်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့သူကအာနိသင်ကတစ်ခုပဲရမှာပါအဲ့နှစ်ခုကမှုသဘောပါပဲ microraza ကလည်းmicroraza ကလည်းမှုသဘောမျိုးပဲ rule zone support ပေးမယ်triangle ဓာတ်မှလည်းအဲ့ဒီသဘောမျိုးမှုပဲအမြင့်ဆုံးကိုဒီ support ပေးမယ်မှုပေါ့နော်မှုတစ်မျိုးပဲဒါပေမဲ့သူတို့နှစ်ကောင်လုံးထည့်လိုက်လို့ရှိရင် effect ကနှစ်ခုလုံးမရပါဘူးသူတို့ချင်းချင်းပြန်တိုက်ပါတယ်ကျွန်တော်အလွယ်ပြောမှဆိုအဲ့လိုပဲပြောပြစေအဲ့တော့ triangle ဓာတ်မှထည့်ရင် microraza မသုံးပါနဲ့ microraza သုံးရင် triangle ဓာတ်မှမထည့်ပါနဲ့အဲ့တော့အထူးသတိထားစေချင်တယ်ဒါပေမဲ့တချို့တော့စိုက်ရင်ဆက်မှာပေါ့လေနော်ဒါတော့ကျွန်တော်အမြင်ပါကျွန်တော်ဆိုရင်ကျွန်တော်လေ့လာထားတာတော့ကျွန်တော်သိတဲ့လောက်တွေ sharing လုပ်ပေးတာပါဆက်လို့မရဘူးလို့ကျွန်တော်မပြောပါဘူးဆက်ချင်ဆက်ကြပါဒါပေမဲ့ဒါကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ဟို user ချက်ပါပဲချွန်ကုန်ဓာတ်မှလည်းမှုတစ်မျိုးပါ microraza လည်းမှုပါ root zone ကို supporting ပေးရတာမျိုးတူပါတယ်ဒါပေမဲ့သူတို့နှစ်ခုကိုတပြိုင်နက်တည်းထည့်ရလို့ရှိရင်နှစ်ခုလုံးအကျိုးမရပါဘူးတခုနဲ့တခုပြန်တိုက်ရတဲ့သဘောရှိပါတယ်ဒါတော့ကျွန်တော်လေးလာထားတာလို့ကျွန်တော်အတွေ့အကြုံကကျွန်တော်ပြောတာပါအဲ့တော့ကျွန်တော် microraza သုံးမယ်ဆိုရင် triangle ဓာတ်မှမထည့်ဘူး triangle ဓာတ်မှသုံးမယ်ဆိုရင် microraza မထည့်ဘူးကျွန်တော်အရှိမ triangle ဓာတ်မှ microraza ဆိုရောပြီးသုံးဘူးတယ်ဘာမှမထူးဘူးဗျာအဲ့တော့အဲ့ဒီမှာဘာကကျွန်တော်ဘာကြောင့် triangle ဓာတ်မှကျွန်တော်ရွေးရလဲဆိုတော့ကျွန်တော်အမြင်နဲ့ကျွန်တော်အသုံးပြုမှုနဲ့ကျွန်တော်တယောက်တည်းရဲ့ခံစားချက်ပါထိုင်ကိုဒါမှမှာကသူကဘာလဲဆိုတော့ဗီဒီယိုတွေပြန်ထိုက်ခိုက်ပေးရတယ်မှုတွေကာကွယ်ရတယ် root zone လည်း support ပေးမယ်အဲ့လိုမျိုးတွေကြောင့်ကျွန်တော်ထိုင်ကိုဒါမှကိုရွေးဖြစ်တယ် microraza ထက်ဆိုင်ရင်ထိုင်ကိုဒါမှကိုကျွန်တော်အားကြောင့်ပိုရွေးဖြစ်တယ်အဲ့တော့ကျွန်တော်ထိုင်ကိုဒါမှကိုဒီတစ်ခေါက်မှာပြီးသုံးလိုက်တယ်အဲ့လိုမျိုးပေါ့နော်အားလေးတော့ရှိတယ်ဒါတော့ကျွန်တော်ကိုပိုင်တူရဲ့အတိအကျအမြင်မှာကျန်သူကျွန်တော်လိုမျိုးပြောခြင်းမဟုတ်ပါဘူးဒါကျွန်တော်ရဲ့အတိအကျအမြင်မှာကျွန်တော်ကြိုက်ပါဗျာအဲ့ဒါပါအဲ့တော့အဆင်ပြေပြီဒါကိုကျွန်တော်ဟို5ကန် group ပဲကျွန်တော်ထည့်မယ်ကျွန်တော်စိတ်နေဒီကောင်းနေအကုန်အပြည့်ဝင်သွားနိုင်တယ်4K ကြီးပေါ့နော်ဟိုတီကျစ် 4K ကြီးနဲ့baseline GB 6K ကြီးပြီးလို့ရှိရင်ပါလိုက်က20% တော့ဝင်မယ်ကျွန်တော်ဒါပေမဲ့ခုနကပြောလို့ပဲကျွန်တော်ဆက်ပြီးတော့ကျွန်တော်ဘာလို့လဲလက်နက်ဆုပ်သုံးဆိုတော့ကျွန်တော်ထပ်ပစ်ထည့်လိုက်တယ်triangle ဓာတ်မှနဲ့ microraza ကိုလည်းကျွန်တော်25 gram လောက်ကျွန်တော်ထပ်တိုးပြီးထည့်ပေးထားတယ်ပေါ့နော်ကျွန်တော်ပို့ပြီးအဆင်ပြေအောင်လို့ပါကျွန်တော်အဲ့မှာတခုလိုပါတယ်ခုနပြောတော့ကျွန်တော် baseline ကိုကျွန်တော်မချန်ခဲ့ရဘူးနည်းနည်းလေးမချန်ခဲ့ရဘူးလေးလက်မပတ်လိုက်လာပေါ့နော်ကျွန်တော်ချန်ဖို့စဉ်းစားတာကျွန်တော်မေ့သွားတယ်ချန်ခဲ့ရအောင်ဒါပေမဲ့ကျွန်တော်ဒီတိုင်းချမယ်ဗျာချမယ်ဆိုတော့အဲ့တော့ ceiling ကဘန်လားမဘန်လားဆိုတော့ကျွန်တော်ကြည့်ရမယ်အဲ့တစ်ချက်ရှိတယ်ceiling တဘောကတော့ဟိုဘာမှမရှိရဲ့ဟိုဘာမှမရှိဘူးဆိုတာကဟိုပုံမှန်မြေနဲ့ပုံမှန်မြေဆွေးပုံမှန်ဟာနဲ့
ပေါ့နော်ဟို nutrient မပါတဲ့မြေမျိုးကိုပြောချင်တာပေါ့နော်အဲ့ဒါပိုကောင်းတယ်လို့ပြောကြပြီမယ်အခုတော့ကျွန်တော်မချန်ခင်းမိဘူးဆိုတော့ဒီတစ်ခေါက်တော့ challenge ပေါ့နော်ကျွန်တော် ceiling ဘန်မလားမဘန်လားပေါ့နော်ကျွန်တော်ဒီတိုင်းချမယ်ဗျာအရင်ချမယ်အညှောက်ထွက်လာရင်ကျွန်တော်ဒီရဲ့ depth ကျွင်းလေးဖော်ပြီးပြစ်ထည့်လိုက်မယ်အဲ့တော့ကျွန်တော်ဒါလေးစမ်းကြည့်အောင်စီလင်းကိုဒီနီးနဲ့ကဘန်လားမဘန်အောင်လားပေါ့ဒီဆက်မြေနေပေါ့နော်ဘန်လားမဘန်လားဆိုတော့ကျွန်တော်စောင့်ကြည့်ကြမယ်ပေါ့ဗျာစီကတော့ကျွန်တော်ပုံလေးပဲတင်ပြီးတော့မယ် group မှာအားလေးတွားကြည့်ပေးပါစီကအရန်နည်းနည်းလေးနုတယ်လို့ကျွန်တော်အရန်ဆိုတော့ဟိုအရန်လုံးပြောချင်ဘူးဟိုနုတယ်ပေါ့နော်စီလေးသေးတယ်ပြီးတော့အညိုရင်းရောင်လို့ပါတော့အဲ့လိုမဟုတ်ဘူးဖွေးတယ်ဖြော့တယ်ပေါ့နော်အားလေးတော့ကျွန်တော်ဒလောဆယ် HUO2 နဲ့ကျွန်တော်ရေစိမ်ထားလိုက်ပြီးဘာလို့ကျွန်တော်စောင့်နိုင်တော့လို့အရင်ဖြစ်နေပြီအရှိမှလည်းကျွန်တော်နားထားဆိုတော့ကြားနေပြီဆိုတော့အားကြောင့်မို့လို့ပါဒါလေးပြောရှင်းတာပါဒါကျွန်တော်ရဲ့ swine mid ပါအဲ့ဒါလေးကျွန်တော်ပြောချင်တာပါအားလုံးပဲကျေးဇူးသူကြောက်ချင်းအားလုံးကိုကျွန်တော်ကျေးဇူးတင်တယ်ဒီချိန်ထိအားပေးနေတယ်ဆိုတာကကျွန်တော်အမှာခံ break တွေပါအကောင်လုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်အရှိမှလည်းကျွန်တော် swine mid တွေကျွန်တော်လုပ်ပြောပြဘူးနော်ဒိုချက်ကင်းနဲ့ကျွန်တော်ဆက်ထားလဲပြောပြဘူးလေဒီနှုံးပဲဒီကျင်းမြေ 4kg နေရာမှာဒိုချက်ကင်း 4kg ပြောင်းသွားတာပဲရှိတယ်။ဘာလို့ဆိုတော့ကျွန်တော်အများကြီးလိုက်မထည့်နိုင်ဘူးကျွန်တော်တစ်ခုချင်းရှာဖို့အရင်ခက်ခဲတယ်မရှိဘူးပြဒါအမှန်တိုင်းပြောတာမရဘူးကျွန်တော်အကုန်လုံးမေးပြီးပါပြီ GB ရဲ့ထားပါတော့ page မှာလည်းကျွန်တော်မေးပြီးပါပြီဒါရလားဆိုတော့မရှိဘူးကျွန်တော်ဒီမာလာမြိုင်တို့ဘာလို့မှကျွန်တော်မေးပြီးပါမရှိဘူးလို့ချင်တာအဲ့တော့ရှိရတယ်နဲ့ခုခံဖြစ်အောင်တော့အစီအမီဆုံးလုပ်ပေးထားတယ်တကယ်တမ်းမှားချင်တော့အပြင်ကမှားရင်ရနိုင်တယ်ဥမာထိုင်းတို့ဘာလို့ဘာကတော့အခုကတော့လမ်းကြောင်းတော့ပိတ်နေတယ်မှားကောင်းမှားရနိုင်ပြီမဲ့တစ်ခုချင်းရှာနိုင်တယ်ရှာနိုင်နေလို့ရှိရနိုင်ပါတယ်အဲ့ဒီ super swine mix ကိုလည်းကျွန်တော် sharing လုပ်ပေးထားပါတယ် group မှာအဲ့တော့လောဆယ်ကျွန်တော်ရှိရလေးနဲ့အဆင်ပြေအောင်တော့လုပ်ပေးထားတယ်ဒါတော့ကျွန်တော်ကြိုက်တယ်အမြေလေးကန်ကြီးတော့အမြဲမွနေရပဲဒါတော့ထုံးစံနိုင်မယ်ကန်နဗီစိုက်မယ်ကန်နဗီစိုက်မယ်ဆိုပါတော့မြန်မာလိုပြောဆေးကြောက်စိုက်မယ်ဆိုမြေကမွပြီးရွနေမှာရမယ်ဒါတော့ရေစင်းကောင်းအောင်ပဲမြေမွရမယ်ရွရမယ်ဒါပဲအဲ့ဒါအဓိကကြတယ်မြေမကောင်းရင်တော့ဘာမှမစင်စားနဲ့အဆင်မပြေဘူးnutrient လို့ပါဆိုတာနောက်မှအောင်မယ်ဗျာလိုအပ်မှာပေါ့နော်အများကြီးပြောလို့ဖြစ်သွားမယ်ဒါတော့ကျွန်တော်ရဲ့ swine မယ်ဒါလေးကို robot ထဲထည့်မယ်ဒါပဲပြီးလို့ရှိရင်အဆင်ပြေမယ်အဆင်ပြေမယ်စီလေးအညောင်ထွက်လာရင်ကျွန်တော်ဗီဒီယိုတော့ထပ်တင်မယ်အခါကြာလို့ရှိရင်ကျွန်တော်စီကိုဓာတ်ရိုက်ခဲ့တော့မယ်ခုနပြောလို့ကျွန်တော်မြေလည်းမချန်ခဲ့ဘူးဆိုတော့ကဲဒီမှာရပြီနောက်ဆုံးအဲ့ထဲထည့်ပြီးပါပြီပေါ့နော်ဖိုက်ကလည်းမှာ20လောက်လိုနေအောင်နော်20လောက်လိုနေအဲ့တော့လို့ဘာလဲဆိုတော့ကျွန်တော်နည်းနည်းဖိသိပ်ပြီးထည့်ထားတယ်ညီကအဆင်ပြေတယ်မွားတယ်ရွာတယ်အဲ့တော့ကျွန်တော်အဆင်ပြေရင်ဖိသိပ်ထည့်ထားတယ်ပြီးတော့တီချစ်ကိုကျွန်တော် 4kg အပြည့်မထည့်ဘူးအဲ့ဆိုတော့နည်းနည်းသုံးဖို့လိုနေဟိုဟာမှာကျွန်တော်အိုက်ရှောင်းလေးကလုံးထားတာရှိတယ်လေအဲ့ဟာဒီမှာကျွန်တော်နည်းနည်းထည့်ချင်တယ်နည်းနည်းလေးရှော့လိုက်ရတယ်ပါတယ်4kg အပြည့်ထည့်လောက်တော့သွားလိမ့်မယ်ပေါ့နော်ပုံမှန် site ဒီဘက်ပြန်မြင်မှာဒါတော့သွားလိမ့်မယ်ဒီအဲ့လောက်သွားလိမ့်မယ်ပြီးတော့ကျွန်တော်ကဒီကောင်းကိုဘာလို့ဒီလို channel ဆိုတာလေတခုရှိတယ်training ပေးဖို့ပေါ့နော်ဥမာဖောက်ဆွဲမလားဒါမှမဟုတ်ကျွန်တော်ဟို clip တွေနဲ့ပဲဆွဲမလားအဲ့လိုလေးရှိသေးရပေါ့နော်အဲ့လိုလေးကျွန်တော်လည်းချိန်ထားတယ်လောက်ထည့်အစီအစဉ်မှာသူ့ရဲ့ဒီပါလေးဒါလေးတွေ့လားအဲ့ကောင်လေးပါတယ်အဲ့လောက်ထည့်နိုင်အောင်အဆင်ပြေတယ်နည်းနည်းပါပဲကိစ္စမရှိဘူးကျွန်တော်အဓိကခုနပြောချင်လို့ပဲကျွန်တော်ဒီကျစ်နည်းနည်းလေး short ထားတယ် 1kg တော့မပြည့်ပါဘူးနည်းနည်းပါကျွန်တော်လက်တက်ဆုပ်စာနှစ်ဆုပ်စာကျွန်တော်၄ပင်လောက်ရှိမှထင်တယ်ကလုံးထားလေး3မိနစ်လောက်ကျန်တယ်3မိနစ်လောက်ကျန်တယ်ဆိုတော့အဲ့ကောင်လေးကျွန်တော်လက်တက်ဆုပ်စာတော့ကျွန်တော်ထည့်ချင်တယ်မို့အဲ့ဒါလေးကျွန်တော်လည်း short ထားတယ်တကယ်တမ်းဖြစ်ရင်တော့သွားလိမ့်မယ် 4kg အပြည့်ဆိုရင်တော့သွားလိမ့်မယ်ဒီပေါ့နော်အဲ့ဆိုရင်အဆင်ပြေတယ်ဒီပါလေဒါကလုံးကအရှောင်းကလုံးထားလေး50 watt နဲ့51 watt ဒီကောင်65 watt နဲ့ကျွန်တော်ပြတ်ထားတာလေးပေါ့နော်အရှာကလုံးလေးကြံနေသေးတယ်ဒီကောင်လေးတွေကျွန်တော်ဖြည့်ထားခြင်းနဲ့ဖြည့်ခြင်းနဲ့ပေါ့နော်ဟို win casting လေးကျွန်တော်ကျွေးခြင်းနဲ့ DJ လေးကျွေးခြင်းနဲ့အထဲမှာ2ပင်ရှိရယ်နည်းနည်းကြီးနေတဲ့ကောင်လေးအဲ့ကောင်လေးကျွန်တော်ကျွေးခြင်းဆိုတော့နည်းနည်းချန်ထားတာပါဒါပါပဲကျန်တာတော့ဘာမှမရှိပါဘူးအကုန်ပြည့်ထည့်လို့ရှိရင်ကွက်တိကျပါတယ်5ကလည်းလုံးဝကွက်တိကျပါတယ်ခုနကျွန်တော်ဆက်တဲ့အမြေတိုင်းပဲbaseline 6kg နဲ့ weight casting ဖြစ်ပါဖြစ်နောက်ဆက်မဲ့ဟိုဇီဝတိဇီဝမြေဖြစ်
ဆက်လိုက်လို့ရှိရင်အကောင်လုံးကဒီ5 color လုံးဝကွက်တိပါပဲเนาะအဲ့ဒါလုံးဝကွက်တိအချိုးပါပဲဟိုက20%မှာ20%ထက်ပို့လို့ရတယ်ပါလိုက်ကတိမ်တိတာကိုပို့လို့ရတယ်ပို့ထည့်ရှင်တော့ပိုကောင်းနိုင်တယ်လို့ကျွန်တော်ထင်တယ်လုံးဝအဆင်ပြေတယ်ပေါ့နော်လုံးဝကွက်တိပဲအဲ့ဒီအချိုးကတော့ဒီချိုးတိုင်းဆက်နေကြပေါ့နော်ဒီတိုင်းပဲကျွန်တော်ချတယ်ဒီတိုင်းပဲ on နေတယ်လောစက်ထိရောဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော် view လေးထောင်းနေပဲချက်လိုက်တော့မယ်နော်ဒါလေးကထည့်ထားတာလေးကျွန်တော်ပြတာပါပြီးတော့တစ်ခုနောက်ဆုံးနေဒီအိတ်လေးကျွန်တော်ကြိုက်တယ်လှတယ်ပြီးတော့ quality နည်းနည်းပိုကောင်းတယ်ထုတယ်ပိုပြီးထုရလို့ခံစားရတယ်ပေါ့နော်အဲ့တော့ဗာလဲဆိုတော့ resistant ကောင်းတယ်နည်းနည်းတာရှည်ကိုခံနိုင်တယ်ပေါ့နော်အဲ့ဒါလေးကွာသွားမယ်ထင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်